လူတိုင်းမှာအချစ်ခံခြင်းတဲ့စိတ်ကမွေးကလေးကနေပါလာရပေါ့နော်ကျွန်မဆိုရင်လည်းကျွန်မငယ်ငယ်ကလေးကနေအဲ့လိုအရင်အချစ်ခံခြင်းတဲ့မိန်းကလေးတယောက်ဖြစ်ခဲ့တယ်ကျွန်မအရင်စိတ်ကူးရင်ဆန်တဲ့အမျိုးသမီးတယောက်ဖြစ်ခဲ့တယ်ပေါ့နော်ကျွန်မအဲ့လိုမျိုးအချစ်ခံခြင်းတဲ့စိတ်နဲ့အသက်ရှင်ခဲ့တဲ့လူတယောက်လို့ကျွန်မအချိန်တော်တော်ကြာအထိမတည်ခဲ့ဘူးပေါ့နော်အများနဲ့ကျွန်မရဲ့ true love ကိုစောင့်စားနေတယ်အများနဲ့ငါရဲ့ right person ကိုတွေ့လို့ရှိရင်ငါတော့အရင်ပြောရမှာပဲငါရဲ့ right person နဲ့တွေ့လို့ရှိရင်ငါတနေ့ကျရင်ငါအိမ်အောင်လေးပြုမယ်အဲ့လိုမျိုးပေါ့နော်အမြဲတမ်းကိုယ့်ရဲ့ပျော်ရွှင်မှုမှန်သမျှကိုယ့်ရဲ့အနာဂတ်မှာကျွန်မရဲ့ right person အပေါ်မှာကျွန်မကပုံမှာမိခိုထားတဲ့လူတယောက်အဖြစ်နဲ့ကျွန်မရဲ့ပြစ္ဆုတ်ပံကဘယ်တော့မှမပျော်ရွှင်နေရအောင်ဘာဖြစ်လဲဆိုတော့ကိုကမရောက်လာသေးတဲ့ right person ကိုစောင့်စားရင်းနဲ့အရင်အချိန်ဖြုံးခဲ့တဲ့လူတယောက်ဖြစ်ခဲ့ရပေါ့နော်ဒီနေ့မှလည်း right person ကိုစောင့်ဆိုင်နေတဲ့လူတွေရှိမယ်လို့ကျွန်မယုံကြည်တယ်ကျွန်မလည်းစောင့်ဆိုင်ခဲ့ရအောင်အထူးသဖြင့် main ကလေးတွေပေါ့နော်ကျွန်မတို့ကအရင် dramatic ဆန်ချတာများတယ်ဆန်တဲ့ main ကလေးတချို့လည်းရှိမယ်မဆန်တဲ့သူတွေလည်းရှိမယ်ဒါပေမဲ့အများစုကကျွန်မတို့ကကိုရီးယားကားတွေအရင်ကြိုက်တယ်လीနော်အဲ့လိုမျိုးကိုမိုးရေးဆိုနေတဲ့အချိန်မှာရုပ်တရက်ထီးလာမှုပေးတဲ့ drama အခန်းတွေကတကယ်တမ်းကရုပ်ရှင်ထဲမှာပဲရှိတယ်ကျွန်တော်လည်းအဲ့ဒါလေးကိုပြောလဲဆိုတော့ကျွန်မတကယ်ကြီးအဲ့လောက်ထိစိတ်ကူးရင်ဆန်ခဲ့ငါရဲ့ right person ကငါလိုချင်တဲ့အရာမှန်သမျှကိုငါ့ကိုဖြည့်ဆည်းပေးဖို့ကျွန်မအမြဲတမ်းမျှော်လင့်ခဲ့အခုကျွန်မပြန်နားလေပေါ့နော်။အော်ငါတော်ကိုယူတွတ်ခဲ့ပါလားပေါ့နော်။ဒီနှစ်ပိုင်းမှာကျွန်မဘာနားလေတော့လဲဆိုတော့ကိုရဲ့ right person ဖြစ်တယ်။ကိုလိုချင်တဲ့အရာတွေမှန်သမျှကိုဖြည့်ဆည်းပေးမဲ့လူကကိုဖြစ်တယ်။ကျွန်မအဲ့ဒါလေးကိုနားလေသွားတယ်။ကိုနေမကောင်းဖြစ်ရင်ကိုအားရှိစေဖို့စားတောက်ဖို့လုပ်ပေးတဲ့လူရှိရင်တော့ကောင်းတာပေါ့နော်။ဒါပေမဲ့လုပ်မပေးတဲ့လူရှိရင်လည်းကိုဂယူဆိုင်ဖို့ကိုရှိတယ်။ပြီးရင်ကိုယ့်ရဲ့အသားရည်လေးတွေ6တွင်းနေလားထားပါတော့ main ကလေးဆိုလို့ရှိရင်ကိုယ့်ရဲ့သပင်လေးကဘယ်လိုအဆင်မပြေဖြစ်နေလဲကျွန်တော်တို့က relationship တစ်ခုရသွားပြီဆိုလို့ရှိရင်ကိုယ်အရင်အလှပြင်တယ်လीနော်ဒါပေမဲ့တကယ်တမ်းကကိုယ့်ရဲ့နေ့ရက်စဉ်တိုင်းမှာတလားပပနေဖို့ကဘယ်သူမှမဟုတ်ကိုယ့်အတွက်ဖြစ်တယ်ကျွန်မအဲ့ဒါလေးကိုသဘောပေါက်လာတယ်ပေါ့နော်ကိုယ့်ရဲ့ right person လို့ကျွန်မစတင်ပြီးတော့သဘောပေါက်လာတဲ့အချိန်မှာကျွန်မကိုတစုံတစ်ယောက်ကလာချစ်ပေးဖို့ကျွန်မမစောင့်နေတော့ဘူးပေါ့နော်အဲ့လိုပြောလို့အမကတော့အဲ့လိုပြောမှာပေါ့အမမှာအမျိုးသားရှိပြီလေအဲ့လိုမျိုးပြောရင်လည်းပြောမယ်ပေါ့နော်ကျွန်မဆိုရင်လည်းကျွန်မကိုအမျိုးသားကျွန်မကို24နာရီလုံးသူ့စီကနေကျွန်မကိုချစ်ပေးတယ်မေတ္တာမျိုး24နာရီလုံးသူ့စီကနေအဲ့လိုမျိုးရမှာမဟုတ်ဘူးဆိုတော့ကျွန်မစတင်ပြီးသဘောပေါက်လာတယ်ပေါ့နော်ကိုယ့်ရဲ့ဘဝမှာကိုဘာတွေလုပ်ချင်တာလဲကိုဒီနေ့ဘာစားချင်တာလဲပြီးရင်ကိုဘာတွေလုပ်နေရရင်ပျော်ရွှင်တာလဲဆိုတော့ကိုရှာဖွေရင်းနဲ့ကျွန်မကိုရဲ့ right person ကကိုဂယူဆိုင်တဲ့ပုံစံမျိုးနဲ့ကျွန်မစတင်ပြီးတော့မှself care ကျွန်မစတင်လုပ်လာတယ်ကျွန်မဆိုရင်ငယ်ဘဝတစ်ခြားလုံးကျွန်မ12နှစ်လောက်ထိပေါ့နော်ကျွန်မ relationship တွေကိုမျောလင့်ပြီးစောင့်စားပြီးတော့မှကိုဘွားကိုတိုးတက်အောင်ကိုချစ်ဖို့ကျွန်မပြက်ကွက်ခင်းမိရပေါ့နော်ဒါလေးကကျွန်မဘွားမှာ10နှစ်စာလောက်ကျွန်မနောက်ကျကြံခဲ့တဲ့လူတယောက်ဖြစ်ခဲ့တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကိုရဲ့ right person ဆိုတာကိုမသိခဲ့ဘူးအရွယ်တုန်းကကျွန်မကိုပြောပြပေးမဲ့လူဆိုတာမရှိခဲ့ဘူးအဲ့တော့ကိုကအမြဲတမ်းတစုံတယောက်ကိုမျှော်လင့်နေပြီးတော့အဲ့တစုံတယောက်နဲ့တွေ့လာလို့ရှိရင်လည်းဒီလူကတော့ငါရဲ့ right person ဖြစ်မှာပါဆိုပြီး relationship တည်ဆောက်တယ်ပြီးတော့အချိန်တစ်ခုရောက်လာရင်ဒီလူကကိုဖျားပေးထားတဲ့လူမဟုတ်ဘူးဆိုတာသိလာတဲ့အခါမှာဒီ right person ကိုပဲစောင့်စားရင်နဲ့ကိုချစ်ဖို့ကြတော့ကိုမိလျော့သွားတယ်ပေါ့အဲကြောင့်မို့ကိုရဲ့ right person ဖြစ်တယ် stop wasting your time ပေါ့နော် you are the right person for you တင်လိုချင်တဲ့အနာဂတ်မှာတင်ပုံဖော်ထားတဲ့လူပုံစံတင်ကအရင်ဖြစ်ဖို့လိုတယ်တင်အရင်တန်ဖိုးထားပါပြီးတော့တင်ချင်းတွေးပါပြီးလို့ရှင်ကိုစားခြင်းနဲ့အရာပါရှိလေကိုချက်ပြုတ်စားပါပြီးရင်ထားပါတော့ကိုကဘာတွေလုပ်နေရကြိုက်လေကိုရဲ့ပျော်ရွှင်ခြင်းတွေကိုကိုပြန်လဲပြီးတော့မှဖန်တီးယူဖို့ကိုကအစင်တင်ဖြစ်လာရပေါ့နော်ဝိတ်ရှော့ခြင်းနဲ့သူတွေဆိုလည်းရှိမယ်ပေါ့နော်အမြဲတမ်းကျမတို့ make လေးတွေမှာဆိုလို့ရှိရင်ခစ်စားရလေနော် gym trainer နဲ့ relationship ရှိသွားတဲ့ main ကလေးဆိုရင်သူ့ကို gym trainer train ပေးတယ်အဲ့တော့သူကပေါင်ကြီးကြလာ and I wish I have that kind of boyfriend အဲ့လိုလေးကျွန်တော်တို့ share တတ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်မပြောချင်တာကိုရဲ့အကောင်းဆုံးတော့ trainer ဖြစ်တယ်ကျွန်တော်တို့ဂျီလာမှာ10ပေါင်ကြားချင်တယ်ဆိုရင်ကိုလိုချင်တဲ့ target ကိုကိုယ်တိုင်ရောက်ဖို့တွန်းအားပေးနိုင်တဲ့သူကလည်းကိုပဲဖြစ်တယ်ကျွန်မအဲ့ဒါလေးကိုနားလည်လိုက်အဲ့ဒီကိုရဲ့ right person ဖြစ်လာတဲ့အခါမှာကိုပြန်လဲပြီးတော့မှ take care လုပ်တတ်တဲ့သူတယောက်ဖြစ်လာတယ်ပြီးရင်ကိုရဲ့ future မှာကိုရဲ့ right person ကစီကံရှိတဲ့လူတယောက်ကိုကလိုချင်တယ်ဆိုရင်ကိုယ်တိုင်စီကံရှိတဲ့လူတယောက်အရင်ဖြစ်နေဖို့လိုတယ်
အဲ့ဒါတိလာတဲ့အခါမှာကျမစီမှာရှိရဲကျမလိုချင်တဲ့အကျင့်တွေမှန်တယ်များကိုကျမတီဆောက်ယူရဲပေါ့နော်ပြီးရင်ကိုပြန်လဲပြီးတော့မှဂယူဆိုင်လာတဲ့အခါမှာကိုလိုချင်တဲ့ချစ်ချင်းမြတ်တာကိုတခြားလူကြောက်ကလာပေးမှကိုကပျော်ရွှင်ရတဲ့လူကြောင်မဟုတ်တော့ဘဲနဲ့ကိုချစ်ချင်းမြတ်တာဒီနဲ့ကိုကနေ့ရက်စင်တိုင်းမှာလက်ဆန်းတော့လူကြောက်ဖြစ်လာတယ်ဒါဖျားခင်ကျမတို့ပုံမှာထားတဲ့မြတ်တာမျိုးပဲဆိုတော့ကျွန်တော်နားလေတဘောပေါက်လာပြီပေါ့နော်ဖျားခင်ကမမြင်ရပေမဲ့သူအမြဲတမ်းနေ့ရက်စင်တိုင်းမှာကျမတို့ပြင်မှာအမြဲတမ်းရှိနေတယ်ကျမကိုတတိနဲ့ကြည့်ရှုတယ်ကျမကိုအရင်ချစ်တယ်အဲ့ဒါကိုကျွန်တော်နားလေပြီးတော့တဲ့အခါမှာကျမကိုအမြဲတမ်းဖျားခင်ကအရင်ချစ်တာပဲငါဘာဖြစ်လို့သူများတွေကိုလိုက်ပြီးမျိုးလင်းနေတရလဲဆိုပြီးမှကိုပြန်လဲတန်ဖိုးထားပြီးတော့မှကိုပြန်လဲပြီးဂယူဆိုင်တဲ့လူတယောက်ကျွန်မဖြစ်လာတယ်ပေါ့နော်ဒါကြောင့်မလို့တင်းရဲ့အကောင့်ဆုံးတော့ right person ဖြစ်တယ်အရင်မရောက်လာတဲ့လူပေါ်မှာကျွန်တော်တို့တွေးပြီးတော့မှကျွန်တော်တို့အနာဂတ်မှာတနည်းကြရင်တော့ငါပျော်ရွှင်ရမှာပါဆိုပြီးတော့မှပျော်ရွှင်မှုတွေကိုအချိန်ဆွဲထားနေစရာမလိုတင်းရခုပဲပျော်ရွှင်နိုင်နေတယ်တင်းကိုတင်ချင်းတွေ့ပါတင်းရဲ့အကောင့်ဆုံးတော့ right person ဖြစ်တယ်တင်းသွားခြင်းတဲ့နေရာတွေကိုတင်းကိုတင် list လုပ်ပါတင်းကိုတင်ဘယ်တော့မှမရဘူးတဲ့ experience တွေကိုတင်ဖန်တီးပါပုံဆွဲရကြိုက်တယ်ဆိုရင်ပုံဆွဲလိုက်ပါကျွန်တော်တို့ဘဝမှာတက်မှာတစ်ခါပဲအသက်ရှင်ရတာနေ့ရက်စဉ်တိုင်းကိုပျော်ရွှင်ခြင်းတွေနဲ့ဖြတ်တန်းဖို့ထိုက်တန်ပါတယ်လို့ဒါကြောင့်တင်းရဲ့ right person ဖြစ်တယ်ဆိုတော့တီးလာပြီးအခါတင်းကိုတင်ချစ်တတ်လာလိမ့်မယ်တင်းကိုတင်ချစ်တတ်လာတဲ့အခါမှာတင်းရဲ့ပုံဝင်ခြင်းမှာတင်းကချစ်ချင်းမြတ်တာတွေကိုပြန်လဲပြီးတော့မှမျှဝေပေးပြီးတော့မှနေ့ရက်စဉ်တိုင်းမှာတင်းကကိုတန်မိုးထားပြီးတော့မှကိုချစ်တဲ့လူတယောက်ဖြစ်ပြောင်းလဲလာတဲ့အခါမှာတင်းရဲ့ပုံဝင်ခြင်းကလည်းပြောင်းလဲလာမှာဖြစ်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်